အဲ့ဒါလေးစိတ်မချတာညီမဖို့ဘာလို့ပြောနေလဲမင်းကတော့ဘူးလုပ်ပြီးဒီမောင်မင်းသားတော့ညီမလားညီမပါပါလေမင်းသားတရားနေမြို့တင်ပါမယ်ဟုတ်ဒီမှာမင်းသားတော့မြို့တစ်ခါလိုက်ခဲရှုပ်တော့မင်းသားအမေကလည်းမင်းသားပြောရဟုတ်တယ်မင်းသားပြောနေချက်တယ်ထိုက်တာဟုတ်တော့မင်းသားအဖေကရှေ့ကလူချင်းနေတာအမေကအေးကိုပြိတ္တတော့ဗျာညီမကူညီမယ်ဒါဝါတိုင်းကမင်းသားအမေခေါ်လာမနော်အမေမင်းသားရောက်ပြီလားတကယ်ရောက်ပြီမင်းဟေးလာပြီလားအမေအမေပြန်စားကြတယ်ဘာလို့မင်းသားဒီမှာဒီဘဝရဲ့ပြောင်းနေတယ်ရောက်နေပြီပေါ့လို့ပါလားဒါဟိုလောက်တာမလားဒီအကျွေးကားပေးနေလေဒီအကျွေးကြော်မင်းသားကြောင်းအေးပါပါမင်းဟိုမိနေမှာဆိုအကျွေးဆက်ဖို့လားဒီမှာလို့နေစမ်းဒီမှာလို့မင်းသားဒီမှာဒီမင်းသားမင်းသားထုံးတတ်ပါပြီမသိပါနဲ့မင်းသားရဲ့စကားတွေကိုလေမလေးကိုအရင်ကြိုက်တာဒီကဒီဗီဒီယိုဘူးကြီးတွေနေတိုင်းကိုကြည့်တာဒီဗီဒီယိုကြည့်တာဟုတ်လားဟုတ်တယ်ဒီဗီဒီယိုကလေအခုလို့ဒီရွာဒီပေါ့တယ်ဆိုတော့မထင်တော့ဘူးဘာလဲဘယ်လိုပေါ့လဲဆိုရင်အမြန်ညနေတိုင်းကိုချွဲချင်းဗီဒီယိုရုံမှာလေသွားကြည့်ရတော့မင်းသားတွေချစ်ကြီးကရွာမှာလည်းရှိတယ်ရုံမှာလည်းရှိနေတာဟဲ့နမိတ်ကြီးရောချစ်ကြီးဒါပေမဲ့မင်းဆုံးတယ်ဒါပေမဲ့မင်းသားရဲ့တချို့ကားတွေလေတော့ပဲမျက်လုံးမကောင်းတာသိပါဘူးဝါတာတာနဲ့မြင်တယ်ဟုတ်လားဒီကမကောင်းလို့ပါဘယ်ဆိုလို့မကောင်းပါဘူးကင်မရာမကောင်းဒါပေမဲ့တချို့ကြလည်းအတန်းကြားစီမှာကြားတယ်တမီးကြားတယ်စဉ်းစားဖြစ်ပါလို့ပါစဉ်းစားဖြစ်လို့ရှိတာအိုးဟဲ့ဘာလို့နဲ့ဟဲ့ဘာလို့အခုမိတာပါလာမယ်ဩဒါလားဟောရတယ်ဒီမှာအန်ဒီတပည့်ကြီးကထပ်မှာပုံမှာမသိရသေးတယ်ထပ်တယ်ရမှာတော့မြို့မှာမြို့တက်ပြီးကြောင်းကိုစီးရှိမှာဟိုမင်းသားရဲ့မိမသားကြီးပဲဆိုတော့တို့ကိုယ်တိုင်လည်းလိုက်ပြီးမဆောင်ရှောက်နိုင်ဘူးလေစိတ်မချပါဘူးမဖြစ်ပါဘူးသူ့ကိုယ်ကြီးလည်းမြို့မှာရှိရစို့သူ့ကိုယ်ဘလူးနိုင်ဟိုအတော်လေးဝင်လာခဏရောငယ်သူ့ကိုယ်ကြီးတော့မှလေတို့တော့စိတ်မချဘူးချလည်းလွတ်လိုက်ရတာဖြစ်ပါဘူးဖြစ်ပါရဲ့ကိုမေရတယ်လိုက်ပါမယ်ညီရလေမဖြစ်ပါဘူးမဖြစ်တယ်တို့လည်းအရင်ရောက်လို့လေအတောင်မွေးလေစုံနေပဲဟာမွေးတော့အတောင်လေးအတွေ့ရောက်တာကမင်းသားလေအဲ့တော့မင်းလည်းအဲ့လိုပောက်တိုက်ကြပြောတယ်တော့လုပ်ပြီးစိတ်ချမှာလို့ချားလိုက်ပါရအောင်နေပါဘူးလူလေကြောင်းသွားတက်ချင်မှာဘောလို့အဲ့လည်းဟုတ်တော့ဟုတ်ပါလေအချောင်းမှာလည်းပြီးနိုင်ပါဘူးဟုတ်ပါလေမင်းသားဟိုလေညီမတို့ညီတို့ဘယ်တော့သွားတက်ချင်နေကြတာအော်မင်းသားမြို့တင်လာခိုင်လဲဝါနေနေပြီကျွန်တော်မြို့တင်လွတ်လိုက်သူနှစ်ယောက်ကိုကျွန်တော်စောင်းမကြည့်ရှုတယ်မင်းသားကိုယ်တိုင်စောင်းမကြည့်ရှုပေးပါဆောက်ရှောက်မှာပြောတာမင်းအေးပေါ့အော်အဲ့လိုလားဟောသမီးပါမင်းသားပြန်လာတဲ့တခါတည်းမင်းသားနဲ့လိုက်ပြီးတော့ကြောင်းသွားတော့မှာဟုတ်တယ်မင်းအော်မင်းသားကိုယ်တိုင်လို့ကူးတကားကြီးပေါ့နော်ဟိုလိုစောင်းမကြည့်ရှုပေးမယ်ဆိုတော့ကစိတ်ချပါတယ်မင်းသားရဲ့စိတ်ချပါဘူးဝမ်းသာလိုက်တာအမေကျမကတော့အားလို့ဒီပေါ်မင်းသားနဲ့တော့မင်းသားကောင်းကောင်းပြုဆိုင်လိုက်တယ်မင်းသားအရင်ကျေးဇူးတင်အောင်လုပ်နေတာတကယ်ကျေးဇူးတင်တာတကယ်မင်းသားသမီးဆောင်ကိုလာဟုတ်တယ်မင်းသားစာနေပြီပေါ့နော်စာနေပြီပေါ့အမေဒီအချိန်ရောက်မှတော့စာဖြာခင်းနေဘာလို့မှာတော့အဲ့ဒါပဲစိတ်ကြည့်တာမင်းလေမင်းသားသမီးလေးကိုလေးဒီမိုင်းပြနေတဲ့ချိန်ဖြာခင်းလို့ပြောနေတာလားဟဲ့ခိုင်အမေကတော့သမီးတို့လူเจ้าတော့ပတ်စံသွားရှာတာအောင်မသိလားဟုတ်နော်ဟုတ်ကဲ့ဖျားလိုက်လာမယ်ဒီသမီးစားသေးချာနော်ဟုတ်ကဲ့ပြန်လာခဲ့မယ်ချစ်ချင်းဖျားပြအောင်လေဖျားပမာလေအမေဒီကောင်းကြီးကဘာလို့မအောင်ပတ်စံသွားရှာဟဲ့မကောင်းကြီးကပတ်စံရှာလားလေးခဏလေးမြည်ပြီး
တကူဆိုင်လေးကိုရောင်းလိုက်ရတော့မယ်ဒီအဲ့အတွက်အဲ့စာလေးရဲ့စာချုပ်စာတဲ့နေရာဒီမှာညီရပေးထားခဲ့တဲ့စာချုပ်စာတဲ့နေရာဒီမှာမလေးသွားလေးသူကြီးရဲ့သမီးတို့ရဲ့မသမီးတော့စာတူတော့ကြကြလားအမလေးမပြောနော်အခုရောင်းလိုက်ရမှာလေစိတ်မကောင်းဖြစ်နေတော့မင်းတို့ပြောပြန်လာရင်ချစ်ကြီးရလေကုန်တိုင်းခုမှလည်းပြောစကားကောင်းကြည့်ကုန်တိုင်းအိမ်ထဲမှာဖွင့်ပေးများဒီတော့ပါပြီဟုတ်ပါပြီမလေးဒီစကားကြားနေဝမ်းသာလာပြီနော်ဒီလေကောင်းမို့သွားအဆက်တွေလည်းပဲလို့နော်စိတ်ကမချောင်းမင်းသားနဲ့ဘယ်လိုလုပ်ရလဲမင်းသားနဲ့စိတ်ကြရအောင်ဒီဟဲ့ငယ်မအကြီးစကားနားတော့ကြားလားဒီလည်းနေဦးညာဟုတ်ကဲပတ်စံသွားရှာလာမယ်နော်မင်းစားမေဒီချက်ချက်တက်လာရတယ်အမေမကြားနဲ့နော်စိတ်ချမင်းနာဆောင်နော်မင်းနာဘာစားနေနော်ဘာစားနေမင်းနာ ဘာစားမလဲဆိုတော့စဉ်းစားတော့ အိုး ဒါမှလည်းစဉ်းပြီးတော့လုပ်တယ် ဒါမှလည်းသမီးရင်ချက်တင်လိုက်များဆိုစားလို့ရတယ်အေးငါစဉ်းစားနေတော့ပေါ့ဒီခုနကပြောရတယ်မှန်တယ်ပေါ့ဒီရွာမှာအုပ်အောင်နေတဲ့ကတော့ထွက်လာတော့ဒီရွာမှာမင်းကအမတ်အကောင်းလို့ငါတို့အမတ်တွေများနေရှင်းလိုက်ကွာတခြားဒီတော့မင်းအောင်နေတဲ့သူမင်းဘောတယ်မင်းထူးချော်လို့လုပ်တဲ့တယ်တော့ရအေးအဲ့ဒါပဲငါပြောနေအောင်ပေါ့ကွာငါဘာလုပ်တင်လဲငါဘာလုပ်ရမလဲဒါနဲ့မြို့တက်သွားတဲ့မင်းကိုရောအဆင်ပြေလားဟာပြေတော့ပေါ့ကွာပြေလိုက်တော့မှပုံစံတွေများပြောင်းသွားလိုက်တာအေးဟိုဝက်ပုံစာပုံနဲ့ပြောင်းသွားများပါဟိုဗီဗာဟင်းနဲ့ရှိုင်းလေးဆိုတာပါလားမသိဘူးလေအဲ့လိုမျိုးဝက်ပုံဝက်တဲ့တိုင်းမျိုးကွာပြီးတော့တော်ကြည့်ကောင်းပါတော့တောက်တဲ့ရေတို့ဘာလို့တော့မှစင်းဝရရလို့ခက်တောက်တာမဟုတ်ဘူးရေတန်ဘူးကြည်လေးတဲ့ဥစ္စာလားအဲ့ဒါမျိုးတောက်တာစင်တဲ့ကမြင်မားလိုက်တော့ကွာရေတန်ဘူးလို့ပြောအောင်သူကရေတန်မတန်ဘယ်လိုသိရတော့ကွာဘာဆိုင်လို့လဲဟဲ့အဲ့ဒါမှအိမ်တော်တဲ့အနည်းစိတ်ချမ်းသာနေတယ်နေဟာ ဘာဆိုင်လို့လဲဟာညလည်းကလုံးငါးပါပြုတ်တော့နေကိုလိုဘူးနဲ့ရုံတောက်တယ်လေအေးလေအဲ့ဘူးလိုငါးပါနှမျိုးလို့ဆိုပြီးအိမ်သားထဲမှာလက်သေးကွာတည့်ရချိန်မှာတော့အင်းညပြီးသိချမ်းသာလိုက်တာလေညတိညပါအဲ့ဒါနင်းချင်းတို့မျိုးအဲ့ဒါအဲ့ဘူးထဲရောက်သွားတဲ့ရေအလိုလျောက်တန့်သွားတာမဟုတ်ဘူးเนาะဓာတုဝေဒနီးနဲ့ကိုတန့်အောင်လုပ်ထားတာတိမမတိပဲကွာနေရလေထားပါမင်းတို့ရန်ဖြစ်နေတယ်ကစကားလည်းကြောက်တော့ပျောက်သွားပြီဒီလိုဆိုရင်မင်းကိုကြီးတော့အတိပညာလည်းမကျွဲဘူးသူတာလည်းမရှိပဲမြို့ကိုရောက်ပြီးမြို့เจ้าသားလည်းဖြစ်နေပြီမင်းရောမင်းကတော့လိုက်သွားပါလားဒီမှာနေလို့တော့ငါပါပဲမင်းတိကျပေါ့ဟိုကဖြစ်တယ်ဟာဘာဖြစ်မှလဲရောက်ပြောချင်ပါကွာရောက်ပြောသမှာဘာဖြစ်မှလဲငါလည်းမသိဘူးဟာကွာသိရတော့ကွာခုံလုံးကျူးတယ်မသိတာများကွာပြပြတတ်တာပြောတော့မဟုတ်ငါမှရင်းနေအောင်ပို့တယ်ဘယ်သိလဲကွာငါကျူပြောနိုင်တယ်ဘေးလေးဆရာလည်းမဟုတ်ဘူးအဲ့မဲ့တေးကြတာတကူကတော့မင်းဒီမှာဆက်နေလို့ပါမင်းဒီပုံတွေကဒီပဲဖြစ်မှာအေးလေအဲ့ဒါကိုငါသိလို့လည်းကွာမင်းတို့မရှိသူမဲ့သူတွေကခေါ်ကျွေးမွေးပြီးတော့နော်အကြံဉာဏ်တောင်းနေတာဗောငါအကြံဉာဏ်လေးမှလည်းပေးကြပါကွာငါဘာလို့မှမသိလို့ကြောင်းပြီးတော့အဲ့ဒါထပ်စဉ်းစားမိပြီကွာဟဲ့ကောင်းပါလေနင်တို့ကလည်းအစားအိပ်ပဲနေကန်စားနေသလားနော်နင်တို့အလကားကျွေးတာမဟုတ်ဘူးသလားအကြံဉာဏ်တောင်းလို့ခေါ်လာတာနေရပြည့်စတာဟောဟဲ့ညံ့သွားပဲဆက်စားမယ်တော့ပြီပြည့်စတာဟောပါဟဲ့ဒီမှာမစားပြန်ဘာလို့လဲစဉ်းစားနေရတော့ကြောက်လို့ဘုံစားပြင်ဘာလို့အောင်လဲစဉ်းစားနေလုံစားပါမနင်တို့ရှေ့ရုပ်ကျူလေးတက်တယ်လို့ရှိနေဘုံစားပြင်ဘာလို့မလဲစားပြီးရင်အိမ်မှာပါပြန်အိတ်ကိုအဲ့လောက်တော့စဉ်းစားလာဒုက္ခပဲနော်ဒုက္ခပဲဟာဒီကကြတဲ့ရှေ့